bak မှာ background ကအမဲပြီးတော့အပေါ်ကပုံလေးတွေကအရောင်လေးတွေနဲ့ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့နည်းလမ်းဒီလိုလဲဆိုတော့အရင်ဆုံးကိုလုပ်ချင်တဲ့ file ကို upload လုပ်အဲ့ဆိုတော့အရင်ဆုံး upload file ကိုသွားမယ်သွားပြီးတော့ကိုကြိုက်တဲ့ပုံတစ်ခုရွေးမယ်ရွေးပြီးတော့ upload လုပ်ပေါ့နော်ဟိုမှာဒီပုံပေါ့နော်ဒီပုံကိုရွေးလိုက်မယ်ရွေးပြီးတော့ upload ခဏစောင့်ပြီးတော့ဒီပေါ်တင်အဲ့ဒါပြီးတော့အနောက်က background ကိုအမဲဖြစ်ပြီးတော့အပေါ်ကအရှိရဒီပုံကိုပဲ color ပေါ်ချင်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လိုလို့ရလဲဆိုတော့ edit ကိုသွား edit မှာဒီဘက်မှာ background ကိုယူလိုက်ပေါ့နော်ဟုတ်ပြီ background မှာ adjust လုပ်မယ် adjust မှာဘာလုပ်မလဲဆိုတော့ color ထဲမှာ vibrant saturation ကို -100% အောင်လုပ်လိုက်မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့အဲ့ဒါဆိုရင်သူကအရှိကပုံက color ကျန်မယ်ပြီးတော့အနောက်ကပုံကအမဲဖြစ်သွားမှာနော်ဒီဟာအရောင်ကရမ်းမသိတာလေးတော့နောက်တစ်ပုံထပ်ဆန်းပြပါမယ်ဒီလိုမျိုးပဲ upload လုပ်လို့ရတယ် upload မှာ upload သွားမယ် upload file Canva free နဲ့လုပ်လို့ရတယ် upload file ပြီးရင် edit မှာ background သွား background ကို adjust လုပ်ပြီးတော့ vibrance နဲ့ saturation ကို -100% လုပ်မယ်နော်အဲ့ဆိုရင်အနောက်က background အမဲကြီးအရှိကလိုချင်တဲ့ object ပဲပေါ်နေမှာဖြစ်ပါတယ်